ဘိုက်ထဲမှာတန်ကောင်တွေရှိရင်ဘာဖြစ်မလဲမကြာခဏဘိုက်အောင်မယ်အစာအိမ်လိုလီထူးလေအောင်လိုစေးတောက်ပေမဲ့အရှင်းမပြောက်ဘူးခဏတက်တာတယ်လို့နဲ့နေရအနှံ့အောက်နေတယ်ဒါဆိုရင်ဦးလန်းချောင်းထဲမှာတန်ကောင်တွေရှိနေတာဖြစ်နိုင်တယ်ချောင်းအကြာကြီးဆိုမယ်မပြောက်နိုင်ဘူးမောမယ်ဒါဆိုရင်တခြားအဆုတ်နဲ့ပတ်သက်တဲ့ယောဂတွေဖြစ်နေတာမဟုတ်ဘဲနဲ့တန်ကောင်တွေအဆုတ်ထဲထိဝင်ရောက်နေလို့လည်းဖြစ်နိုင်တယ်ရင်ကျက်ယောဂအခန်းရှိနေရင်ရင်ခဏခဏကျက်နေမယ်သွေးအားနဲ့ယောဂလည်းဖြစ်လာနိုင်တယ်အရေပြားတွေရားရံနဲ့ရားနာလိမ့်စီလိမ့်ပြီးမဲ့ခဏပဲတက်တာတယ်ပြန်ရားနေတယ်ဒါဆိုရင်ခန္ဓာကိုယ်ဦးလန်းချောင်းထဲကအစာအာဟာရတွေကိုစုပ်ယူတဲ့အချိန်မှာဦးလန်းချောင်းထဲမှာရှိနေတဲ့တန်ဥတွေရောနှောပါဝင်သွားရတာတဆင့်သွေးထဲကိုရောက်သွေးကြောထဲကိုရောက်သွေးကြောထဲမှာအကောင်ကလေးတွေပေါက်လာချိန်မှာဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေခန္ဓာကိုယ်မှာဖြစ်လာတာလည်းဖြစ်နိုင်ပါတယ်အရန်ပိန်လီလာပြီးတော့ဗိုက်ပူနံကားလေးတွေဖြစ်လာတယ်တန်ကောင်တွေဦးလန်းချောင်းထဲမှာများလာတဲ့အခါခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရဓာတ်တွေမရတော့ဘူးတန်ကောင်တွေကပဲအကုန်လုံးစုပ်ယူလိုက်လို့ပါကလေးတွေမှာဆိုလို့ရှိရင်ကြီးထွားမှုတွေရပ်တန့်သွားတယ်ဒါဟာတန်ကောင်တွေကနေပြီးတော့ခန္ဓာကိုယ်တွေကအာဟာရတွေကိုစုပ်ယူထားလို့ပဲဖြစ်ပါတယ်နောက်ဆုံးဥပိတ်တန်ကောင်အရေအတွက်တွေအရန်များလာတဲ့အခါမှာဦးလန်းချောင်းနဲ့ပိတ်တဲ့အထိဖြစ်မယ်ခွဲစိတ်ပြီးတန်ကောင်တွေကိုထုတ်ပြရတဲ့အထိကုသရတာမျိုးဖြစ်နိုင်ပါတယ်။ကုသမှုမခံယူနိုင်အသေးဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။အဲ့လောက်ထိအန္တရာယ်ကြီးတာမို့လို့6လတစ်ကြိမ်တန်ချဖို့ကိုတော့မမေ့ပါနဲ့နော်။ဒီလိုကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Healthy Notes by Dr. Z Channel ကနေအပတ်စဉ်တင်ဆက်ပေးနေတာမို့ channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်။